ဒေါ်လာပြည်သူများအားလုံးမင်္ဂလာပါဒီကနေ့ပြည်သူဒေါ်လာရေးရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပြည့်နေရေးပဲဖြစ်ပါတယ်ရုပ်အကျုံးပေါ်သားတွေရဲ့အိမ်ပြန်ကြီးကဒီကွက်ပြည့်မဟာဗျူဟာကိုပုံပြီးပြည့်စုံနေတယ်လက်နဲ့အားကိုနဲ့ပြည်သူကိုရန်တတ်တူပြုတ်နေတဲ့စစ်အုပ်စုကိုရရလက်နဲ့ဆွဲကင်ပြီးခုခံတော်လှန်ဖို့မှာတပါပြည်သူတွေမှာတခြားရွေးချယ်စရာမရှိခဲ့ပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြစ်ခံယူရင်းအတက်နဲ့ဘဝကိုရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်တော်လန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေကဖြစ်နိုင်သမျှထောက်ပံ့လူတိုင်းတော်လန်ရေးပြည်ကိုအတူတကွဖြတ်တန်းနေကြဖြစ်ပါတယ်ဒီတော်လန်ရေးအောင်ပွဲရဲ့ရလဒ်ကရမတာကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လှန်ရေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြိုးနပ်ပါလိမ့်မယ်တော်လှန်ရေးရဲဘော်တွေဖို့အားထားစရာဟာတော်လှန်ပြည်သူတွေပဲရှိပါတယ်ဒီအပရိတိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူအပရိတိုင်းနဲ့မြန်မာပြည်တစ်ဝန်းကတော်လှန်ပြည်သူများအားလုံးအတူတကွဆက်ရှိပေးကြဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်